အားမေဘယ်သူလဲလို့ဘာလာလို့လဲ အခုလေးရသတိရတယ်လေးတာ ဒီကောက်တော့ကွာငါလေးဒီမှာဖုန်းနဲ့အလုပ်တွေရှုပ်နေအာမောင်မင်းမကြီးတင်းရှက်ထားတာမင်းတော့ကြည့်လားနောက်ကိုင်းရပဲနေတော့မြင်လည်းမရတော့ဒီတော့မောင်မအဲ့ကောင်ပြောမင်းဘာလုပ်လို့တော့ အဲ့လိုပဲ အဲ့မယ်ဆိုလဲအဲ့ကောင်းပြန်ရှာတာမင်းမကြီးရဲ့ကောင်းဟိုမှာဖက်လုံးရှိတယ်ဖက်လုံးလေး ဟုတ်ကဲ့ကိုကြီး ဟဲ့ ရကို မင်းဘာဖွင့်လာလား ဟုတ်တယ်ကိုကြီး ဟာမင်းဘာလို့ဖွင့်လာလဲကွာတော့လောက်မီတာခဆေးကြည့်နေဟာမမရေဆိုတာငါ့ပြည်ဆိုအိမ်မှာရောက်လာကြဟဲ့ဒီလေအဲ့ဒါဘာလို့မလုပ်လဲ ကျတန်းဆမ်းမလို့လေ အဲ့ကြက်တာမစားနဲ့မင်းမယူတော့မင်းကိုရှက်ခိုင်းတာအဲ့ဒါကြောင့်လေမင်းမင်းမမင်းကိုကြက်သွားတာ အခုစီကိုထမင်းလေးတစ်လုံးလာစားမိတာမဆိုင်တာတွေပြောပြီးအဲ့လောက်ထမင်းမို့လို့လာလို့ရကျွန်တော်အခုရဲ့ညီမင်းလာဗျာ မင်းတော့မငတ်ပြက်ပြီးငါစီရောက်လာတာအဲ့ဒါတော့မင်းတေကြီးမိုးကြီးနဲ့လူကပြင်ငါစီထမင်းနဲ့လာကတ်စားနေတော့လူလဲကွာ ကိုညီလေးရပါ မေဘယ်သူလဲလို့ဘာလာလို့လဲ အခုလေးရသတိရတယ်လေးတာ ဒီကောက်တော့ကွာငါလေးဒီမှာဖုန်းနဲ့အလုပ်တွေရှုပ်နေမောင်မင်းမကြီးတင်းရှက်ထားတာမင်းတော့ကြည့်လောက်ဟုတ်တော့ဝစားလိုက်ရှက်တော့ဟုတ်ဘယ်လိုလဲဟုတ်ကဲ့ကိုအမေကတူးဖို့မဆောလာရှက်တာတော့အလုပ်တွေကြိုင်တော့ဆင်ပြေလား ဟုတ်ကဲ့ပြေးရပါ ဒီပါကြည့်ရမယ်ပြေလို့လည်းငါစီရောက်လာပြင်းချက်တယ်ပြင်းချက်အောင်တော့နိုင်ကုန်မယ်တူးကုန်မယ် ရတယ်ကိုကြီးစိတ်ချညီလေးထားရှက်နေကြနောက်ကိုင်းရပဲနေတော့မြင်လည်းမရတော့ဒီတော့မောင်မအဲ့ကောင် ပြောမင်းဘာလုပ်လို့တော့ အဲ့လိုပဲ အဲ့မယ်ဆိုလဲအဲ့ကောင်းပြန်ရှာတာမင်းမကြီးရဲ့ကောင်းဟိုမှာဖက်လုံးရှိတယ်ဖက်လုံးလေး ဟုတ်ကဲ့ကိုကြီးတန်ခါလေးပါဖွက်လိုက်အောင်ဟဲ့ ရကို မင်းဘာဖွင့်လာလား ဟုတ်တယ်ကိုကြီး မင်းဘာလို့ဖွင့်လာလဲကွာတော့လောက်မီတာခဆေးကြည့်နေဟာအဲ့ဒါငါတို့လင်မရတော့ဖွင့်ဘူးကွာအဲ့ဘက်ကမင်းကွာမင်းတော့ဒီမှာချက်တောင်လည်းပဲရှက်ခတ်ပြီးနော် ဟုတ်ကဲ့ ငါရောက်လည်းမင်းကောင်းကောင်းနေပါရှေ့စောလဲဆိုမလုပ်ဆမ်းပါနဲ့ဟိုဟာလည်းမသိဘူးကွာဒီကဲလက်စီရှောင်းတော့လို့တော့
ငတ်ပြီဆိုရင်ကိုရောက်လာကြဝါကွာမင်းတို့ရှာကောင်းမလဲစူးစမ်းနေတယ်တို့ကလည်းကြည့်ဟဲ့ကြားဘူးခမင်းလာစားတော့ဟာလာပါဒီလေအဲ့ဒါဘာလို့မလုပ်လဲ ကျန်သားဆောင်မလို့ အဲ့ကြက်တာမစားနဲ့မင်းမယူတော့မင်းကိုရှက်ခိုင်းတာဒီမှာမင်းတို့တရက်တီးနဲ့ငရုတ်တီးကြော်ရောက်ရေးစားဒီမှာ sorry မင်းလေးဟဲ့ကမစားတာကြာတော့ဒီလိုဟင်းကောင်းတွေကစားဖို့တန်တဲ့တူမှာစားလို့ရတာပါဟင်းကောင်းတစ်ခါဖြစ်ဖို့ဆိုလွယ်တာမဟုတ်ဘူးမင်းလိုတာငါတို့ကအတားဟင်းမစားရတာကြာပြီမို့လို့သူများစီမှာသွားပြီးကတ်စားလို့ရမယ်ဆိုလို့ရှိရင်ဒါလည်းကတ်စားပြီးနေလိုက်မှာပေါ့သမင်းတစီဖြစ်ဖို့ဒီသမင်းတစီရဖို့ဆိုတာငါနဲ့မင်းမကြီးနဲ့ဘယ်လောက်ထိစူးစမ်းထားရလဲဆိုမင်းမသိဒီငရုတ်ဒီကြော်နဲ့မင်းထမင်းစားတာကွာတော်တော်ကန်ကောင်းလာပြီ ဘာလို့ကွာတော့နားရပါပြန်တော့ပရမစီရဲ့ပြန်ပြန်ပြရမရလားအဲ့တော့ဘာလို့မလုပ်ရမလဲစားတင်တာပုံစားလို့ရဘူးတော့လေနေစမ်းပါမင်းငေါ့လာပြီးခနဲ့နေရလား မဟုတ်ပါဘူးကွာကျွန်တော်ဖေမေတို့တတိယလို့ဒေတာနဲ့ပြောလိုက်တာပါ ငါမင်းတက်ရှင်ထမင်းစားလာတယ်ကောင်းပါကွာမင်းငါ့ကွာပြောချင်တယ်ဆိုငါတိတယ်မင်းငါအိမ်ထဲကိုလာပြီးငါကျွေးတဲ့ထမင်းကိုစားပြီးမင်းငါ့လာမစော်ကားနဲ့ ကျွန်တော်ပြောလိုက်တဲ့အချိန်မှာဘာမှစော်ကားတာပါလို့လည်းကိုရကျွန်တော်တို့ကညီကိုလေးမရှိသူရှိသူမြတ်ကိုခံစားမှာမဟုတ်ဘူးလား မင်းပြောတော့ငါ့ကိုမပြောဘူးဆိုမင်းခုပြောနေဘာစကားလဲမိဘတွေရှိတော့ငါတွေမရှိတော့ငါတွေလာမပြောနဲ့ခုလောလောဆယ်မင်းအသုံးမကျတော့မင်းခုလိုမျိုးစင်ပြေဖြစ်နေတာအဲ့ဒါကြောင့်လည်းမင်းမင်းကိုကြက်သွားတာ အခုစီကိုထမင်းလေးတစ်လုပ်လာစားမိတာမဆိုင်တာတွေပြောပြီးအဲ့လောက်ဒီနေမှုလို့လားကိုရတာကျွန်တော်အခုရဲ့ညီရင်းလာဗျာတခြားသူတွေနားနဲ့မပေးနိုင်တော့မှအခုကကျွန်တော်နားနဲ့ပေးရမှာပြမပေးရမှာမဟုတ်ဘူးလားဗျာ မင်းတို့ကောင်ငါဘာမှနားလည်းပေးစရာအကြောင်းမလိုတာဘာမှဖေးမှပေးစရာမလိုငါမှတော့မကြတယ်မင်းတို့ညီလေးတယောက်ငါပိုင်ဆိုင်ထားရတာလေငါတဘလောက်ထိကုန်နေရလဲမသိလား ကိုငွေအောင်ကျွန်တော်ဖာလုံးမိလို့လေအခုထမင်းတစ်လုပ်ကိုကျွန်တော်အလကားစားတာမဟုတ်ဘူးကျွန်တော်ရောက်လက်တိုင်းအကူပတ်ခိုင်းရတယ်အကုန်လုပ်ပြီးမှကျွန်တော်စား ဟာမင်းလှောရောကွာမင်းကငါထမင်းလာကကြွရအောင်မင်းပါပါမို့လို့လေထမင်းတစ်လောက်စားကြည့်လို့ရှိရင်အလောက်ကတော့လောက်ရပါတယ် အကိုရကျွန်တော်တို့ကညီကိုလေးညီကိုချင်းတော့မထမင်းတစ်လုပ်တော့မတတ်ထားနိုင်ဘူးလားအကိုကြီးအမေမသိခင်ကျွန်တော်တို့တိုက်တိုက်ဝင်နေဖို့မှားခဲ့လို့ကျွန်တော်အကုစီကိုတိုင်ရောစင်ရှိလို့လာခဲ့တာအကူကကျွန်တော်အခုတော့ရောက်ချင်းဆောင်းနဲ့ထွင်းလို့လုံးရက်တယ်ဗျာ အမေရှိတဲ့ချိန်မာတာဒီမမာတိုင်းငါလာမပြောနဲ့သူ့စကားနားတော်ရအောင်လေသူတည်တဲ့ခါငါအမွေပေးထားတာမဟုတ်ငါအခုလိုစားနေတောက်နိုင်ဆင်ပြေလာတာငါစူးစားလို့မင်းတော့မငတ်ပြက်ပြီးငါစီကြောက်လာတာအဲ့ဒါတော့မင်းလေကြီးမိုးကြီးနဲ့လူအရင်ငါစီထမင်းနဲ့လာကတ်စားနေအောင် ကျွန်တော်ငတ်ပြက်လို့ရောက်နေရတာမဟုတ်ဘူးကျွန်တော်အခုသတိရလို့လာလေတာလို့ပြောပြီးပြီဒီလောက်တော့ဖြစ်နေတယ်ခင်ဗျားကကြုံနေဦးဗျာပြန်မယ်ဗျာ ပြန်စောက်စရာလာချုပ်နေရကောင်နောက်ဘယ်တော့မှမလာနဲ့ မလာဘူးစိတ်ချအဲ့ဒါကြောင့်အမေပြောခဲ့တာ
မင်းကမင်းစင်ပြအောင်လေမောင်မရဲ့စီဘယ်တော့မှမသွားနဲ့လို့သွားရင်မင်းသူတို့ကြုံနေဖြစ်မှာပဲဆိုပြောခဲ့တာအမြမလာစေခြင်းနဲ့ဒီအိမ်ကိုသေးတော်လည်းမပေါ့စိတ်ချတကောင်းလာတယ်သွားစမ်းပါကွာလာကဆရာရှုပ်တယ်ကောင်းဝေးပြီအမေလည်းလာစားရီ